Mingalaba. Hello, Mangabai. Welcome to Tira Travel PH. I'm from Myanmar. So now I'm here in Kapika, Eastern Sama. So I visit here in Jesus Israel. Di နေရာလေးကတော့ဂျေဆန်ရဲ့ယေရှုရဲ့နေရာလေးကိုသွားတဲ့နေရာလေးဖြစ်ပါတယ်ဒီနေရာလေးကတော့ highway လမ်းမဘေးနားမှာရှိပါတယ်ဒီနေရာလေးကိုသွားတဲ့အခါမှာ9မိနစ်လောက်တော့သွားရမှာဖြစ်ပါတယ်So this place is so nice and mountain view also beautiful. I invite to you can visit here. So တဖြည်းဖြည်းနဲ့တော့ဒီလေကားလေးတွေကနေတက်လာတာအခုတော့ယေရှုရဲ့နေရာလေးကိုရောက်ဖို့တော့နီးလာပါပြီ We can read Jesus I trust in you so because I am Myanmar the Buddhist country so I am Buddhist so but I respect the Jesusဒီစာတန်းလေးကတော့ယေရှုကအားလုံးကိုယုံကြည်ပါတယ်တဲ့ဆိုဒီနေရာလေးကနေလှမ်းကြည့်လိုက်လို့ရှိရင်ဟိုးဖက်ချမ်းမှာတော့မေတော်မာရီကိုတွေ့ရမှာဖြစ်ပါတယ် Now I saw the mother Maryဒီနေရာလေးကတော့တကယ်ကိုတာယာတဲ့နေရာလေးဖြစ်ပါတယ် Very beautiful display Now I arrived in front of the Jesus ခုတော့ယေရှုရဲ့သူ့ရဲ့နေရာလေးကိုရောက်ပါပြီဒီ Jesus ရဲ့ရုပ်ထုကတော့အကြီးပဲဒီဘယ်နေရာလမ်းမကနေကြည့်လိုက်မယ်ဆိုလို့ရှင်တော့ဒီ Jesus ရဲ့ရုပ်ထုကတကယ်ဟိုမှာထင်ရှားကြီးနဲ့မြင်နေရတာပေါ့နော်တကယ်လည်းသူတို့စောက်ထားတဲ့ဟာလေးကလှပပါတယ်စောက်ထားတဲ့ဟာလေးကလည်းလက်ရမြောက်ပါတယ်Very nice view and then the mountain and Jesusယေရှုရဲ့ရုပ်ထုကတော့ဒီနိုင်ငံရဲ့အထွတ်မြတ်ထားတဲ့ဘာသာရေးခေါင်းဆောင်ပေါ့နော်ဒီနိုင်ငံကဖိလစ်ပိုင်နိုင်ငံကခရစ်ယာန်နိုင်ငံကာတိုလစ်ဘာသာကိုကိုးကွယ်တဲ့နိုင်ငံဖြစ်ပါတယ်
please don't forget to like and subscribe our YouTube channel. Thank you for watching.